ဗုဒ္ဓဘာသာဝင်များအသက်အပေတကားပိတ်တော်ကုတော်ခုနှစ်မျိုးတစ်တရဏဂုံဆွဲမြဲခြင်းတည်ခြင်းနှစ်ငါးပါးသီလမြဲခြင်းသုံးအာယုံစွမ်းနေစွမ်းနေ့စဉ်မပြတ်အောင်လူဒန်းနေသူများလေးစာရေးတံမဲ့လူဒန်းတော်ပုဂ္ဂိုလ်များငါဝါဆိုသင်္ကန်းလူဒန်းတော်ပုဂ္ဂိုလ်များ6ရေတွင်းရေကန်လူဒန်းတော်ပုဂ္ဂိုလ်များခွန်ကျောင်းဆောင်ဆောက်လုပ်လူဒန်းတော်ပုဂ္ဂိုလ်များစတာတွေပဲဖြစ်ပါရဲ့ဗျမိတ်ဆွေတို့ကအဲ့ဒီအချက်တွေထဲမှာဘယ်တစ်ခုကုသိုလ်လုပ်ပြီးပြီဆိုတာ comment မှာမျှဝေပေးဟဲ့အောင်နော်မင်္ဂလာပါမိတ်ဆွေအပေါင်းတို့ဓမ္မလောက YouTube channel မှာကြားလဲကြိုးဆိုပါရယ်တရဏဂုံတီးတယ်ဆိုတာကမြတ်စွာဘုရားတရားတော်နဲ့တန်ဃာတော်စတဲ့ယရနာမြတ်၃ပါးကိုသာမိမိတို့ဤဘေးအန္တရာယ်မှာကယ်တင်နိုင်သည့်အစစ်အမှန်ကိုးကွယ်ရာအဖြစ်နှလုံးသွင်းယုံကြည်ပြီးလုံးဝအုပ်ဆောင်စည်းကပ်တည်ခြင်းကိုဆိုလိုတာဖြစ်ပြီးအဲ့ဒီအရာကဗုဒ္ဓဘာသာဝင်တို့ရဲ့အခြေခံအကြားဆုံးနဲ့အရေးအကြီးဆုံးဖြစ်တဲ့ဝိသေသတစ်ခုဖြစ်ပါတယ်တရဏဂုံမြဲသူတို့သည်လောကီရေးရာအခက်အခဲတွေကြုံတွေ့ရချိန်မှာတောင်အယူမှားသောကိုးကွယ်မှုတွေကိုအာမကိုပဲယရနာ၃ပါးဤဂုံကျေးဇူးကိုသာအမြဲမပြတ်အောက်မေ့စင်ကြည်နေသူသူပြီးအဲ့လိုစိတ်နှလုံးထဲမှာယရနာ၃ပါးကိန်းအောင်နေခြင်းကပဲတေခါနီးအချိန်မှာစိတ်ဓာတ်မတုံလို့ပဲကောင်းရာဒုက္ခတိတို့ရောက်ရှိစေနိုင်တာကြောင့်မို့လို့အပေတကားကိုပိန်နိုင်တယ်လို့ပြောလာဖြစ်ပါတယ်တရဏဂုံပြပြချင်းမရှိစေရတဲ့မိမိရဲ့ယုံကြည်ကိုးကွယ်မှုအပေါ်ခိုင်ခိုင်မာမာတဏိဌာန်ချထားခြင်းကဘဝတန်တရားတဲ့အလွန်ခိုင်လုံတဲ့အားကိုးရာတစ်ခုဖြစ်လာစေမှာဖြစ်ပါတယ်ဒုတိယအချက်ဖြစ်တဲ့ငါးပါးသီလမြဲခြင်းဆိုတာမိမိရဲ့ကိုယ်နှုတ်အမူအရာကိုစောင့်စည်းထိန်းသိမ်းခြင်းဖြစ်ပြီးလူသားတဦးအတွက်အခြေခံအကြားဆုံးကိုခြင်းသီလဖြစ်ပြီးသူတစ်ပါးအတ္တတတ်ခြင်းသူတစ်ပါးပစ္စည်းခိုးယူခြင်းကာမဂုဏ်တို့၌ဖောက်ပြန်ခြင်းမူသားစကားပြောခြင်းနဲ့မူရစ်စေဝါတောက်စားခြင်းတို့မှရှောင်ကျဉ်ခြင်းကိုဆိုလိုခြင်းကိုဆိုလိုလာဖြစ်ပါတယ်။သီလမြဲတဲ့သူကဘေးရန်ကင်းခြင်းကြောက်ရွံ့ခြင်းကင်းခြင်းနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းစတဲ့အကျိုးကျေးဇူးတွေကိုလက်တွေ့ခံစားရသည့်အပြင်တေခါနီးအချိန်မှာလည်းမိမိစောင့်ထိန်ခဲ့တဲ့သီလကုသိုလ်ကိုပြန်လည်အောက်မေ့ရတာမို့စိတ်ကြည်လင်အေးချမ်းစွာနဲ့နတ်ရွာတုဂတိကိုရောက်ရှိစေနိုင်ပေါ်ကြောင့်မို့အပေတကားကိုပိတ်နိုင်တယ်လို့ဆိုတာဖြစ်ပါတယ်။ဒီလကအစင်တန်းစာအားလုံးထက်တာလုံးကောင်းမွန်တဲ့အလားတရားဖြစ်သလိုဘဝခီးအတွက်အခိုင်အမာဆုံးသောအကာအကွယ်တစ်ခုလည်းဖြစ်တာကြောင့်မို့နေ့စဉ်ဘဝမှာအမြဲစောင့်ထိန်နေဖို့အလွန်အရေးကြီးပါတယ်တတိယအချက်ဖြစ်တဲ့အာယုံစွမ်းနဲ့နေ့စွမ်းကိုနေ့စဉ်မပြတ်လူဒန်းခြင်းကတန်ဃာတော်အရှင်သူမြတ်များသာသနာပြုလုပ်ငန်းများကိုအစဉ်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက်အခြေခံအကြားဆုံးဖြစ်သောစွမ်းခဲပွဲရေခါကိုထောက်ပံ့လူဒန်းတာဖြစ်ပြီးမိမိရဲ့စေးစိမ်ဥစ္စာကိုတန်တရားရေခါအဖြစ်ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်နေ့စဉ်မပြတ်စွမ်းလောင်းလူသူကဘေးကန်းစွန့်ကြဲလိုတဲ့စေတနာစာကကိုအစဉ်အငယ်ပွားများနေရတာဖြစ်လို့အလူအတန်းပြူလုတ်တိုင်းဖြစ်ပေါ်လာတဲ့ဝမ်းမြောက်ကြည်မှုပီတိကစိတ်ကိုအစဉ်အငယ်ဖြူစင်လန်းဆန်းနေစေကအဲ့ဒီကောင်းမှုအရှင်အဟုန်ကြောင့်ဘေးအန္တရာယ်ကင်းဝေးခြင်းနဲ့တေခါနီးအချိန်၌မိမိလူတန်းခဲ့သောကုသိုလ်ကိုပြန်လည်အာယုံပြုကအပေတကားပိတ်လူတုဂတိဘဝသို့ရောက်ရှိစေနိုင်တာဖြစ်ပါတယ်အဲ့ဒီကုသိုလ်ကလက်တွေ့ဘဝမှာအစားအစာရေးအခါမရှားပါခြင်းအသက်ရှည်ခြင်းအစင်းလှခြင်းနဲ့ခွန်အားပလာပြည့်စုံခြင်းစတဲ့အကျိုးတရားများကိုခံစားရတဲ့အလွန်အားကိုးထိုက်သောဒါနကုသိုလ်တစ်ခုဖြစ်ပါသည်နောက်ကချက်ဖြစ်တဲ့စာရေးတံမဲ့လူဒန်းချင်းဆလာကဗတ္တဒါနဆိုတာတန်ဃာတော်များအကြားအလွယ်သားစနစ်သို့ဖို့မဲစနစ်နဲ့မိမိလူဒန်းလိုတဲ့စွမ်းခဲပွဲနဲ့လူဖွဲတည်စည်းများကိုတန်းတူညီမျှရရှိစေရန်ရည်မှန်းလူဒန်းတာဖြစ်ပြီးအဲ့ဒီအလူကပုဂ္ဂိုလ်ဆွဲမပါဘဲတန်ဃာတော်အားလုံးကိုရည်မှန်းသောတန်ခိကဒါနမြောက်တဲ့အတွက်အလွန်အကျိုးကြီးလာသောကုသိုလ်ထူးတစ်ခုဖြစ်ပါတယ်ရှေးရခင်ဗုဒ္ဓလက်ထက်တော်ကဒီကစွမ်းရှားပါသောအချိန်များ၌စာရေးတံမဲ့စနစ်နဲ့လူဒန်းခဲ့ပြီးတော့အဲ့ဒီကုသိုလ်ကိုပြုလုပ်သူကတန်ဃာတော်တွေကိုအခက်ခဲမရှိရန်ထောက်ပံ့ပေးသူဖြစ်တာကြောင့်မို့ဘဝတန်တရားမှာဈေးစိန်ဥစ္စာမပြတ်လက်ခြင်းစိတ်ချမ်းသာခြင်းနဲ့တေခါနီးအချိန်မှာအဲ့ဒီတန်ခိကကုသိုလ်အရှင်ကြောင့်အပေတကားပိတ်ပြီးနတ်ရွာတုဂတိတို့လွယ်ကူစွာရောက်ရှိစေနိုင်တာဖြစ်ပါတယ်မိမိရဲ့စေတနာတန်တန်နဲ့ပြုလုပ်တဲ့အဲ့ဒီအလူကအစင်အသားမခွဲခြားပဲအားလုံးကိုတန်တူညီမျှလူဒန်းတဲ့အလေးအကျင့်ကောင်းကိုပြောထောင်ပေးတာမို့လို့စိတ်ထားဖြူစင်မှုကိုများစွာအထောက်အကူပြုပါတယ်နောက်ထပ်နံပါတ်5အချက်ဖြစ်တဲ့ဝါဆိုသင်္ကန်းလူဒန်းချင်းဆိုတာဝါသွင်း3လပတ်လုံးဝါကတ်တော်မူကြတဲ့တန်ဃာတော်အရှင်သူမြတ်တွေကိုသင်္ကားအခက်ခဲမရှိပဲသာသနာပြုလုပ်ငန်းများကိုအစဉ်ပြေစွာဆောင်ရွက်နိုင်ရန်ရည်မှန်းလူဒန်းချင်းဖြစ်ပြီးအဲ့ဒီအလူကကာလဒါနလို့ခေါ်တဲ့အချိန်အခါနဲ့ရောညီစွာလူဒန်းရတဲ့ထူခြားသောကုသိုလ်မြောက်ပါတယ်ဝ
ဝါဆိုတင်ကန်းလူဒန်းသူကတန်ကာတော်များရဲ့အချက်အကြောက်ကိုလုံခြုံခြင်းနဲ့အေးအပူဘေးအန္တရာယ်များမှကာကွယ်ပေးခြင်းဟူသောအကျိုးကျေးဇူးတွေကိုရရှိစေသည့်အပြင်တန်တရားတစ်ချောင်းမှာအစင်းလာခြင်းဘုံကံကြီးမားခြင်းနဲ့ဝတ်စုံအစင်းတန်စာပေါ်များကျွယ်ဝခြင်းစတဲ့အကျိုးတရားများကိုခံစားရသည်တေခါနီးအချိန်မှာမိမိပြုခဲ့သောအဲ့ဒီကာလဒါနာကုသိုလ်ကိုပြန်လည်အောက်မေ့ခြင်းဖြင့်စိတ်ကြည်လည်မှုရရှိကအပေတကားပိတ်၍နတ်ရွာသူကတိသို့ရောက်ရှိစေနိုင်ခြင်းဖြစ်ပါသည်နောက်ထပ်နံပါတ်6အချက်ဖြစ်တဲ့ရေသွင်းရေကန်လူဒန်းခြင်းကလူသားနဲ့တတ္တဝါအလုံးအတွက်မရှိမပြတ်လူအပ်တဲ့အသက်သွေးကြောတစ်ဖွဲ့ဖြစ်သည့်တန်ရှင်းတဲ့ရေကိုပေးလူခြင်းဖြစ်တာအဲ့ဒီဒါနာကအများပြည်သူအသုံးပြုနိုင်ရန်ရည်မှန်းလူဒန်းခြင်းကြောင့်ကုသိုလ်အကျိုးကနေညမပြတ်စီးဆင်းနေတဲ့ကဲ့သို့အလွန်ကြီးမားလာပြီးတန်တရာတစ်ချောင်းမှာအာခေါင်6ကဲ့မှုကင်းခြင်းအသားအရဲဆိုးပြီးခြင်းစိတ်နှလုံးအေးချမ်းခြင်းနဲ့စိတ်စိမ်ဟိုစာအစဉ်အမြဲစည်းဝင်ပေါ်များခြင်းစတဲ့အကျိုးတရားများကိုခံစားကာတေခါနီးအချိန်မှာမိမိလူဒန်းခဲ့တဲ့အေးဓာတ်ကုသိုလ်ကိုပြန်လည်အာရုံပြုခြင်းဖြင့်အပေတကားပိတ်၍သူကတိဘဝသို့ရောက်ရှိစေနိုင်ခြင်းဖြစ်ပါတယ်နောက်ဆုံးနံပါတ်9အချက်ဖြစ်တဲ့ကျောင်းဆောင်ဆောက်လုပ်လူဒန်းခြင်းကတန်ကာတော်များတရင်300ပရိယတ်တိနဲ့ပရိပတ်တိသာသနာပြုလုပ်ငန်းများကိုအေးချမ်းစွာဆောင်ရွက်နိုင်ရန်အတွက်အခိုင်မာသောနေရာထိုင်ခင်းဝိဟာရဒါနကိုဘေးလူခြင်းဖြစ်ပြီးအဲ့ဒီလူဒန်းမှုကဒါနအလုံးထဲမှာအမျက်ဆုံးဟုမိန့်ဆိုကြတဲ့အတိုင်းမိမိအတွက်တန်တရားတစ်လျှောက်မှာခိုင်မာတဲ့ဘဝအခြေအနေဂုံတိခါကြီးမာခြင်းနဲ့နတ်ပြည်မှလူပြည်မှများတွင်စံစားခြင်းစတဲ့အကျိုးများကိုရရှိစေတဲ့အပြင်တေခါနီးအချိန်မှာအဲ့ဒီကြီးကျယ်သောဝေယဝကြကုသိုလ်ကအပေဘေးမှအခိုင်မာကာကွယ်ပေးကသူကတိဘုံတို့ပို့ဆောင်ပေးမိဖြစ်ပါတယ်။ညီကုန်းချုပ်အနီးဖြင့်အပေတကားပိတ်တဲ့အဲ့ဒီကုသိုလ်9မျိုးကတရဏဂုံနဲ့တီလော့တင်းဟူသောစိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှုစွမ်းတင်ကန်ကြောင်းရေစတဲ့အခြေခံလိုအပ်ချက်များကိုထောက်ပံ့လူဒန်းခြင်းဟူသောလက်တွေ့ကျတဲ့ဒါနကောင်းမှုများပေါင်းစပ်ထားတာဖြစ်ပြီးမိမိတို့တတ်နိုင်တဲ့အချက်တစ်ချက်ကိုပင်ဆွဲမြဲစွာကျင့်ကြံအားထုတ်ခြင်းဖြင့်စိတ်အေးချမ်းမှုအာသနာကံကိုရရှိစေကမကောင်းသောဂတိတို့မလာပဲကောင်းရာဒုဂတိပုံတို့ဧကံမူရာရောက်ရှိစေနိုင်တဲ့ဘဝအထက်အစစ်အမှန်အားကိုးထိုက်တဲ့ရိခါထုတ်ကြည့်ပင်ဖြစ်ပါတယ်ဗျာ